ကဘာမြင့်ဆုံးတောင်ချီကိုခြေချဖို့ဆိုတာတောင်တက်ရရုံမဟုတ်ပါဘူးအဲ့ဒီနေရာကိုရောက်ဖို့တောင်စမတက်ခင်ပါတယ်နှစ်ရက်တိုင်တာလန်ခီချန်ကိုအရင်ဆုံးကြော်ဖြတ်ရအောင်ပါစားထွက်နေရာကိုရောက်ဖို့လေလန်းချောင်းနဲ့ကားလန်းချောင်းနဲ့မျိုးတုံးပြီးသွားလို့ရပါတယ်ကျွန်တော်တို့အနေနဲ့ကုန်ကြစိတ်တက်တာပဲမဲ့ပုံမခက်ခဲတဲ့ကားလန်းချောင်းနဲ့သွားခဲ့ပါတယ်ပုံမှန်ကားလမ်းကြောင်းနဲ့သွားရင်တော့ပင်မကျန်းတဲ့ခရီးကိုကျွန်တော်တို့ရောက်ခါမှာရာသီဥတုဆိုးရတာကြောင့်စထွက်ရမယ့်ချိန်တက်နှစ်ရက်နောက်ဆုတ်ခဲ့ရပြီးပိုရှိတဲ့လမ်းကြောင်းကနေသွားခဲ့ရပါတယ်။ဒီကြီးလမ်းကြောင်းဘယ်လောက်ကျန်းတန်းလဲဆိုတာကျွန်တော်နဲ့တူတူနှစ်ရက်တာကားလမ်းခီးစဉ်ကိုလိုက်ပါကြည့်ရှုခန်းစားကြည့်ပါဦး။ပထမရက်ကိုတော့မြို့တော်ကတ်မန်ဒူကနေဆလာရီဆိုတဲ့မြို့ထိအရင်သွားရပါတယ်။ကြာချိန်အပြည့်14နာရီကြာမြင့်ခဲ့ပါတယ်။ Morning bro. All the people. All you left. Oh, sorry. Xong bà đi. अझै 5 वटा क्या अझै 5 वटा भनेको अझै 5 वटा छ भनेको Oni mà. Is this me on the way to EBC? Đó ý của cha rồi nó cũ làအချင်းကြာကားစီးခဲ့ရတာရယ်ခြေထောက်နှစ်ချောင်းနဲ့ပခုံးတွေအားဆွဲညစ်ခံထားရလောက်အောင်ဒီကြက်ကြက်ညံ့ညံ့စီးခဲ့ရတာတွေကြောင့်ကျွန်တော်အတော်လေးပင်ပန်းပြီးနောက်ထပ်ဗီဒီယိုတွေထပ်မရိုက်နိုင်လောက်အောင်ကြည့်ပါပဲဒီလိုနဲ့နောက်ထပ်9နာရီကြာကားထပ်စီးပြီးသွားတဲ့အခါတဲခုံမဲ့ဆလာရီမျိုးကိုရောက်ပါတယ် We'll check the road. If it is good then we'll stay here. If we don't like then we'll go up. Okay Just let ဒီ you မှာခိုင်းရတော့ဒီမှာနေမယ်တကယ်များချမ်းနေပါအဲ့ချမ်းပါပေါ့
နေရာမှာအခန်းမရခဲ့တာကြောင့်ဒီနေရာနဲ့မလန်မကန်ဘာဘလူလေးစိတ်အနီးက home stay တစ်ခုမှာတွားရောက်တည်ခိုးခဲ့ပါတယ် တော့ဒီမှာသူ့အရာဘောလုံးအားမရှိတယ်လို့ဝိုင်းအခုကတော့ကျွန်တော်တို့ဆမ်မီဆိုတဲ့နေရာကိုရောက်လာတာဒီမှာ1000နာပြီးတော့မှနောက်ကြမှာကားချက်စီရမှာပေါ့နော်ဒီက home stay လေးမှာတဲပါမယ်ရာယူကတော့လုံးဝအေးပြီးတော့ share ပဲ view လည်းမှာတယ် certified ကားကြီးရတော့ပြန်မှန်းတယ်ရောက်တာနဲ့အထုပ်ပိုးတွေချအနားယူပြီးအနီးနားပတ်ဝန်းကျင်ကိုလိုက်ကြည့်ရင်ညစာစားပြီးရတဲ့ပထမရက်ကိုပုံဆုံးခဲ့ပါတယ်ဒီလောက်ထိပင်ပန်းတဲ့ကားလန်ခီမျိုးကျွန်တော်ဘဝမှာတစ်ခါမှမကြုံဘူးသေးပါဘူးလူရောစိတ်ရောအတော်လေးနန်းနေခဲ့ရတာပါဒါပေမဲ့ဒီခီးကအတော်လေးသက်သာသေးရဲဆိုတာဒုတိယနေ့ကားပေါ်မတက်ခင်ထိကျွန်တော်မရိပ်မိခဲ့ပါဘူးဒုတိယနေ့မှာလမ်းနဲ့ပိုချမ်းမယ်လို့ပြောတော့ပထမရက်နဲ့တိတ်မပေါ့လို့ပဲထင်ခဲ့မိတာတကယ်တမ်းကျတော့လမ်းဘယ်လောက်ထိချမ်းတယ်လဲဆိုရင်ဒုတိယနေ့ကိုတော့ဆလာရီမျိုးကနေစူခရေးဆိုတဲ့တောင်တက်ရမယ့်ရွာလေးစီသို့ထွက်ခွာခဲ့ပါတယ် Oh my god, oh my god, oh my god, အချင်းတွေလည်းကြည့်ပါအောင်ဗျာတော်တော်ဆိုးဆိုးဒုတိယနေ့ကဟာပထမနေ့စီးရဲ့ကားထက်နည်းနည်းလေးပိုချင်းနေခဲ့ပါတယ်။ဒါအပြင်ဒီချစ်ကားလေးတစ်စီးကိုလူ12ယောက်ကျွန်တော်တို့စီးခဲ့ရတာပါ။ပုံမှန်အားဖြင့်8နာရီသာမောင်းရမယ်ခီးဖြစ်တော့လေလမ်းမှာမထင်မှတ်ထားတဲ့အခြေအနေတစ်ခုနဲ့ကြုံတွေ့ခဲ့ရတာကြောင့်17နာရီလောက်အချိန်ကြာမြင့်သွားပါတယ်။ခီးသွားတဲ့အခါအထူးသဖြင့်အခုလိုလမ်းခီးချမ်းနေသွားတဲ့အခါမထင်မှတ်ထားတာတွေကလူတိုင်းဒီပါကြုံတွေ့ရစမြဲပါ။အခုတစ်ခေါက်မှာဘလို့အခြေအနေကိုကြုံခဲ့ရလဲဆိုတာဗီဒီယိုလေးကိုအဆုံးထိကြည့်ရင်အားလုံးသိမြင်ကြရမှာပါ
2 နာရီကြာကားစီးပြီးတဲ့အခါအပေါ်ပါသွားဖို့နဲ့အညောင်းညပြေးဖို့မိနစ်20ခန့်ခဏရပ်နာကြပါတယ် Again, just again. Again. Boom, boom. Good. Karate? Yeah. ဒီနောက်ပိုင်းမှာတော့အကျန်းဆုံးနဲ့အဆိုးဆုံးသောလမ်းတွေကိုစတင်ကြော်ဖြတ်ရတော့မှာပါလမ်းတစ်လျှောက်ရေတံခွန်အများအပြားတွေ့ခဲ့ရပြီးရေတံခွန်တိုင်းနီးပါးဟာလည်းလမ်းပေါ်ရေကျော်နေကြပါတယ်ကြောက်သားလမ်းကျန်းတွေထက်မြေသားရွှွန်လန်းတွေဟာပိုပြီးသွားလာရခက်ပါတယ်ကျွန်တော်တို့ကပထမဆုံးဘိန်းစားချော်ပါပြီရှေ့ဆက်မသွားနိုင်ပဲဒီနေရာမှာကြန့်ကြာနေမှာကိုကျွန်တော်စိုးရိမ်ခဲ့တာတော့အမှန်ပါကားဆရာရဲ့ကျွမ်းကျင်မှုကြောင့်တိတ်မကြခင်ပါတယ်ရွှွန်တော်တဲ့ကနေရုံထွက်နိုင်ခဲ့ပါတယ်လမ်းတစ်ဝက်ရောက်တော့ကားရှိကောင်ခန်းထဲမှာပါလာတဲ့နေခံမှုလေးဟာသူ့ရွာလေးမှာဆင်းသွားပါတယ်တော့လို့မရဘူးလား Oh my god လမ်းကြည့်ပါဦးလမ်းကြည့်ပါဦး Oh. No way, no way, no way. No way, no way.ကားဘိန်းထပ်ချော်ပါတယ်ဘိန်းတစ်ခါချော်တိုင်းဥတီယာနေရာကိုအချိန်မီမရောက်မှစိုးရိမ်နေခဲ့ပါတယ်
ဒီလိုနဲ့ကြက်ကြားလေးဟာအီပဲနဲ့သွားလိုက်တာလမ်းတစ်ခွေရောက်တော့မထင်မှတ်ထားတဲ့အရာတစ်ခုကိုတွေ့လိုက်ရပါတော့တယ်ကုန်တွေကားတစ်စီးလမ်းမှာမှောက်နေတာပါကျွန်တော်တို့သွားရမယ့်လမ်းကြောင်းမှာပိတ်ပြီးမှောက်နေခဲ့တာကြောင့်အချိန်မီမရောက်မှစိုးရိမ်တဲ့စိတ်ဟာပိုပြီးမြင့်တက်လာခဲ့ပါတယ်ခဏအကြာမှာတော့အနီးနားရွာကနေဟန်အချို့ရဲ့ကျွန်တော်တို့ခီးသွားတွေရဲ့ဝိုင်းဝန်းတုံးခူလိုက်ကြတဲ့အခါနောက်ကအတွဲဟာပြန်ပြီးတက်မှတ်ခဲ့ပါတယ်ပင်မနေတာရဲ့အမြန်ရောက်ချင်စောကတ်နေတာရဲ့ကြောင့်ဗီဒီယိုရိုက်ဖို့တောင်မှီသွားတဲ့အထိပါပဲဒီလိုနဲ့ပစ္စည်းတွေကိုကားပေါ်တင်နေတာစောင့်နေရင်အနီးနားက view point လေးမှာရှုခင်းကြည့်ခဏအနားယူခဲ့ပြီးခရီးထက်ဆက်နိုင်ခဲ့ပါတယ်ဒီမှာအချိန်2 နာရီနီးပါးလောက်ကြာသွားခဲ့တာပါကားဘင်းချော်ရာတွေကဒီခီးမှာတော့အထူးဆန်းမဟုတ်ပဲပုံမှန်လိုတော့ဖြစ်နေပါပြီဒီလိုနဲ့ရှေ့ဆက်လာခဲ့တာညနေ3 နာရီထိုးမှနေ့လယ်စာထမင်းစာနားရမယ့်နေရာကိုရောက်ပါတယ်တောင်ထက်တောထက်ကိုကားကျန်းစီးပြီးတဲ့ခါကျတော့အခုသမင်းသားမနေအောင်ရောက်ပြီသမင်းသားမချိန်ကနည်းနည်းတော့နောက်ကျသွားတယ်လမ်းမှာကားလည်းပြတ်နေတာဆိုတော့အကောလုံးလည်းဖိုက်ချနေကြတယ်ခေးထားဆိုစားလိုက်ပါဦး party time 这是马术，不一样了呀。马术是这个。သမင်းစားနားတဲ့နေရာကနေနောက်ထပ်2 နာရီလောက်ကားထပ်စီရပါတယ်အခုသွားနေတဲ့လမ်းကို Everest Highway လို့ခေါ်ပါတယ်လမ်းဘေးမှာကားမရှိပါဘူးအောက်ကငုံကြည့်တဲ့အခါတောင်ကြီးကိုမမြင်နိုင်လောက်အောင်ထိနှက်တဲ့ကြောက်ကမ်းမတွေဘေးကသွားရတာပါ17 နာရီလောက်17 နာရီခွဲလောက်ကားစီးပြီးတဲ့ခါကျတော့စုခွေးကိုရောက်ပါပြီ။အခုတော့ကျွန်တော်တို့တောင်စားတက်မဲ့ရွာလေးကိုရောက်ပါပြီ။ခက်ခဲကြမ်းတမ်းတဲ့2 ရက်တာကားလန်ခီးကတော့ဒီမှာလည်းပြီးဆုံးသွားခဲ့ပါပြီ။ဒါပေမဲ့ဒါဟာတကယ်ခီးစဉ်ရဲ့အစာပဲရှိပါသေးတယ်။ရှေ့မှာကြိုဆောင်နေမဲ့ကမ္ဘာအမြင့်ဆုံးတောင်တန်းကြီးတွေစီကိုကျွန်တော်တို့ဘယ်လိုဆက်သွားမလဲဆိုတာနောက်ထပ်အပိုင်းမှာတူတူလိုက်ပါကြည့်ရှုပေးပါဦး